ပုပ်ပိုင်အောင်ကျောင်းကထိန်ပါဗျပုပ်ပိုင်အောင်ဆိုတာကကျုပ်ဆရာတော်ရဲ့ကျောင်းလေဗျာခင်ဗျမှတ်မိတယ်မလားဥကုနာလေကျုပ်တို့ရွာမှာဘုန်းကြီးကျောင်း၃ကျောင်းရှိရဗျရွာဦးကျောင်းပုပ်ပိုင်အောင်ကျောင်းပြီးတော့တက္ကိနိုင်အောင်ကျောင်းဗျကထိန်ခင်းပြီဆိုရင်ဒီကျောင်း၃ကျောင်းစလုံးကလွတ်စီတာမျိုးကျောင်း၃ကျောင်းစလုံးရဲ့ဘောစကန်ကကျဲသားဗျကျုပ်တို့ရွာထဏောင်းကုန်းနေမဟုတ်ဘူးအနီးနာပံမွေးကုန်းမီးလောင်ကုန်းငွေရင်းကုန်းဆက်သက်မြောင်တန်ခနောက်ကြာကုန်းထိန်ကုန်းကပ်ပလီစုညောင်ဝိုင်းတို့ဘူကုန်းတို့ပါကိုးကွယ်ကြတာဆရာတော်၃ပါးစလုံးကလည်းပညာတတ်တွေကြီးပဲဗျ၃ပါးလုံးကစာချတန်းအောင်မိသားဓမ္မစရိယကိုတော်ကြီးတွေပြုတ်ဒီအထဲမှာကျုပ်ဆရာတော်ဦးကုနာကလောကီကျောင်းရောလောကုတ္တရာအကြောင်းရောဝါသနာရှိတာဗျပုပ်ပိုင်အောင်ကျောင်းကထိန်ဆိုရင်ကျုပ်တို့ရွာလူကြီးတွေနဲ့တခြားရွာလူကြီးတွေစုံကြပြီးတော့ရှေးဟောင်းနှောင်းဖြစ်တွေပြောကြသူတို့ငငယ်ကအတွေ့အကြုံတွေပြောကြနဲ့လွတ်ကိုနားထောင်ကောင်းတာဗျသူ့ဝိုင်းနဲ့သူ့အုပ်စုနဲ့သူဗျလူကြီးတွေပြောသမျှကိုကျုပ်တို့လိုလူငယ်တွေကနားထောင်ကြရတာပေါ့ဗျာလက်ဖက်ကျင်းတော့လိုက်တဲ့သူကလိုက်ရှင်နှွေးချလိုက်တဲ့သူကလိုက်ပေါ့ဗျာကျုပ်ကတန်ခနောက်ကဘိုးတော်ကြီးတွေဝိုင်းမှာထိုင်လို့ဗျတန်ခနောက်ဆိုတာကကျုပ်တို့တောင်ရွာလေးဗျထဏောင်းကုန်းတောင်ဘက်ကရွာပေါ့ကျုပ်တို့ရွာဘိုးညီပူတို့ဘိုးယုံတို့လည်းဒီဝိုင်းမှာပါတယ်ဗျတန်ခနောက်ကဘိုးတော်ကြီးကစပင်နဲ့ကလေးကိုရောင်တစောင်းထိုးလို့ဗျနှကမ်းမွေးရလည်းအပြားကြီးကြီးဗျသူ့အသားဖြူဖြူမှာသူ့မျက်လုံးတွေကလည်းတောက်နေတာပဲဗျစကားပြောရလဲကောင်းလိုက်ပါပြီစကားပြောကောင်းတယ်ဆိုတာကဘဝအတွေ့အကြုံတွေစုံလို့ပေါ့ဗျာဒီဘိုးတော်ကြီးရဲ့နာမည်ကဦးအုပ်တဲ့သူ့ကိုဘိုးအုပ်လို့ခေါ်ကြတယ်အသက်က80ကျော်လို့80နာကတ်နေပြီကျုပ်တို့ရွာဘိုးညီပူနေမှာရွယ်သူတွေဗျမောင်အုပ်ရဲ့မင်းအသက်က80ပဲကတ်နေပေါ့အခုဒီစပင်တစ်ချောင်းမှမဖြူပါလားကွဘလို့ကြောက်တော့ဘိုးညီပူကဘိုးအုပ်ကိုမေးလိုက်တော့ပြောပြီးတော့ပြောတယ်ဗျဟာကိုညီပူရဲ့မဖြူဆိုကျုပ်ကလူပြိုရွယ်တွေကစေးကောင်းရတာဟိုဗျအေးဟုတ်လားဘာစေးကောင်းများတော့မောင်အုပ်ရဲ့ကျုပ်တို့ရွာကိုကြွလာတဲ့ဈေးဆရာတယောက်ပြောသွားတာပဲဗျဖန်ခါးသီးရဲ့လက်ဖက်ပုတ်ရဲ့ထောလက်ပတ်ရွက်ရဲ့ဇာတူထောင်းရတယ်လေဗျပထမတော့တစ်မျိုးချင်းထောင်းရတာပေါ့ဗျာပြီးတော့၃မျိုးပြန်ပေါင်းပြီးတော့ထောင်းရတယ်အဲ့ဒီ၃မျိုးထောင်းထားတာကိုအုံးစီနဲ့ပလင်းထဲမှာထည့်စိန်ထားပြီးတော့လိမ့်မင်းဇပင်မဖြူဘူးဆိုလို့ကျုပ်သားသမီးကြီးလည်းအဲ့ဒါပဲလိမ့်ကြတာဇပင်မဖြူကြဘူးဗျကျုပ်တို့ထဏောင်းကုန်းကလူငယ်တွေကဘိုးအုပ်ပြောတဲ့စင်းကြီးကိုကောင်းလေးတွေတင်းချင်းချင်းလုပ်ပြီးတော့မှတ်နေကြတယ်ဗျို့နောက်တော့စကားတွေရောက်တဲ့ရပြောရင်းနဲ့ဘိုးအုပ်ကလွတ်ထူးဆန်းတဲ့အကြောင်းတစ်ခုကိုပြောပြတယ်ဘိုးအုပ်ပြောတဲ့အကြောင်းကထူးဆန်းလို့ကျုပ်ပြင်မျက်တော်တော်မခန့်မိအောင်ပါပဲဗျာဘိုးအုပ်ပြောပြတဲ့အကြောင်းကကြောင်တရားဖို့အစီအရင်နေဗျကျုပ်အဖေကရှမ်းအစေပြကိုညီပူရအမေကတန်ခနောက်သူဗမာအစ်စ်ကျုပ်ကိုရှမ်းပြည်မှာမွေးတာကျုပ်အသက်20ရောက်မှအဖေဆုံးလို့အမေမွေးရမြေကိုရောက်လာခဲ့တာနို့နေပါဦးမောင်ရဲ့မင်းဖေကဘယ်ရက်သားတုံးကွရှမ်းပြည်နောင်ချိုဘက်ကဗျဒါပေမဲ့မြို့ပေါ်ကတော့မဟုတ်ဘူးကြွာဘက်ကပဲအခုပြောမဲ့ကြောင်တရားဖို့အစီရင်ဆိုတာကိုကြော်အသက်17နှစ်သားမြင်ခဲ့ဘူးလားဗျဒီတုန်းကလူတော်တော်များများကတုတ်ပြီးဓာပြီးတနက်ပြီးတာကိုတိတ်လို့ချင်းကြတာဗျမောင်အုပ်ရဲ့ဟိုးတုန်းကလူတွေတင်မဟုတ်ပါဘူးကွအခုလူတွေလည်းလိုချင်ကြတာပါပဲအေးကျုပ်တို့ရွာလူချမ်းသာတယောက်ရှိရဲ့ဗျသူလည်းရှမ်းမယ်နာမည်ကဆိုင်းအောင်ကောင်နဲ့အသက်က40ကျော်လောက်ရှိမယ်ကျုပ်ကသူ့ခြံထဲကအလုပ်တွေကိုကူညီဖို့လုပ်ပေးရတယ်ကျုပ်ကိုမဟုတ်ပေးဖို့ပေးတာပေါ့ဗျာဆိုင်းအောင်ကောင်ကအိမ်တော်ရသားမရှိဘူးဗျတူတွေနဲ့နေတာတရက်ကြတော့သူကကျုပ်ကိုမေးတယ်ဆိုင်းအောင်မင်းကြောင်တရားဖို့ဆိုတာကိုကြားဘူးလားအဲ့လိုကျုပ်ကိုမေးတယ်ဗျကျုပ်ကလည်းကြားမှမကြားဘူးလားကျုပ်မကြားဘူးဗျအဲ့လိုပြန်ပြောလိုက်တော့ဆိုင်းအောင်ကောင်ကကျုပ်ကိုပြောပြရောပြိုးဒီလိုကဆိုင်းအောင်ရဲ့ပထမဆုံးကြောင်နဲ့တကောင်ရဖို့လိုတယ်ဗျာကြောင်နဲ့များရှားတာလို့ဆရာရဲ့ကျုပ်ကဆိုင်းအောင်ကောင်ကိုဆရာလို့ခေါ်တာဗျဘာဖြစ်လို့လဲဆိုတော့ तू ကကျုပ်ကိုလက်တို့လက်တောင်ခိုင်းလို့အားတဲ့ချိန်ဆိုရင်စာတင်ပေးတာ तू တင်ပေးလို့ကျုပ်စာတက်လာခဲ့တာပေါ့ဗျာငါကောင်ကတော့အလွယ်ပြောရောမယ်ကြောင်နဲ့တိုင်းလုံးလို့ရတာမဟုတ်ဘူးကွတောကြောင်အနက်ဖြစ်ရမယ်ပြီးရင်ခြေသေးရောလက်သေးရောမျက်စိရောနှက်ရမှာကွပြီးရင်အထီးလည်းဖြစ်ဖို့လိုတယ်ဟောဒါတော့မလွယ်ဘူးဗျဘယ်လွယ်မှာတော့ဆိုင်အောင်ရဲ့တော်တဲ့တောင်နဲ့သွားတဲ့မုတ်ဆိုးတွေကိုမှားရတာပေါ့ကွာအဲ့ဒီလိုကြောင်နဲ့မျိုးရရင်ယူခဲ့ပါခင်ဗျားတို့ကိုပတ်စံမြပေးပါမယ်လို့ပြောရတာပေါ့တရက်ကြတော့တီဘောဘက်ကမုတ်ဆိုးတယောက်ကရောက်လာပြီးတော့ကြောင်နဲ့တကောင်ကိုပြတယ်သူယူလာတဲ့ကြောင်နဲ့ကခြေသေးရောလက်သေးရောမျက်စိရောနှက်ယုံနေမဟုတ်ဘူးကွပါဇက်ထဲကတဖုံရောရှာပါနှက်နေတာပြီးတော့အထီးကွဟောဟုတ်လားဆရာအေးငါလဲဝမ်းသာအားရနဲ့မုတ်ဆိုးကြီးကိုပတ်စံနေအများကြီးပေးလိုက်ရောဟေးပြီးရနဲ့ကြောင်တရားဖို့အစီရင်ကိုစတော့တာပေါ့ကွာဟင်
ဒါဆိုရင်ဆရာအဲ့ဒီအစီအရင်ကိုလုပ်ခဲ့ပူတာပေါ့ဟုတ်လားဆရာလုပ်ခဲ့ပူတာမဟုတ်ဘူးကွာဆိုင်အောင်ရဲ့အခုလုံနေတော့မယ်ဗျာဒါဆိုရင်ဆရာမှာအဲ့ဒီကြောင်နဲ့ရှိတာပေါ့ဟာရှိတာပေါ့ကွာလာမင်းငါနဲ့လိုက်ခဲ့မင်းကငါပြမယ်ဆိုင်အောင်ကောင်ကကျုပ်ကိုခြံထဲကိုခေါ်လာတယ်ဗျသူတို့ခြံကြီးထဲမှာလိမ္မော်ပင်တွေရောမမန်းပင်တွေရောငှက်ပြောပင်တွေရောရှိကြဗျခြံကြီးရဲ့တောက်မှာတစ်သားတစ်လုံးရှိရပြိုးဆိုင်အောင်ကောင်ကတစ်သားရင်တကားကိုဖွင့်လိုက်တော့ဟာကျုပ်ပြင်ရောင်ပြီးတော့အော်လိုက်မိရောဗျအိမ်ကကျမ်းပြင်ကိုကွန်ကရစ်ခင်းထားတာဗျအိမ်ထဲမှာနှစ်ပတ်လည်တိုင်လေးတွေကိုလက်နှလုံးလောက်ချပြီးတော့လှုပ်ထားတဲ့တစ်သားလောင်ရင်ကြီးဗျအထဲမှာငုတ်တုတ်ထိုင်နေတဲ့မဲမဲကောင်ကြီးတစ်ကောင်ကိုကျုပ်တွေ့လိုက်ရတယ်အရွယ်ကတက်တက်ကောင်လောက်ရှိမယ်ပြိုးဟာဆရာဒါကြောင်ရောဟုတ်ရဲ့လားကြက်တက်မဟုတ်ဘူးလားကြောင်မားကွာဆိုင်အောင်ရဲ့ကြက်တက်မဟုတ်ပါဘူးဒီကောင်ငါးစီကိုရောက်လာတော့တာမန်ကြောင်တစ်ကောင်လောက်ပဲရှိတာကွာငါအစီရင်ပညာကြောင့်ဒီကောင်အခုလိုအကြီးဖြစ်လာတာအေးအစီရင်ကလည်းပြီးကန်နေပြီလေကွာကျုပ်ဖြင့်အံ့ဩလိုက်တာဆရာရဲ့အေးဒီလိုကွာဆိုင်အောင်ရဲ့ဒီအစီရင်ကပထမဆုံးကြောင်တစ်ကောင်တက်ပြီးတော့ကြောင်နှလုံးကိုထုတ်ယူရတယ်ပြီးရင်အဲ့ဒီကြောင်နှလုံးကိုအဲ့ဒီကြောင်နှက်ကိုကျွေးရတယ်တောကြောင်လားဆရာဟာမဟုတ်ဘူးဘာကြောင်ဖြစ်ဖြစ်ရပါတယ်လာပညာတစ်ကောင်နဲ့လာကွယ်ညတစ်ကောင်မှာမန်တန်ရွတ်ပြီးတော့ကြောင်နှလုံးကိုထုတ်ယူရတယ်ပြီးရင်ဒီကောင်ကြီးကိုကျွေးရတယ်တလောက်နှစ်ကြိမ်ပေါ့ကွာကြောင်အကောင်100ပြည့်အောင်ကျွေးရတယ်အချိန်က4နှစ်နဲ့2လကြာတယ်ကွာကြားမှာအဆက်မပြတ်ရအောင်နေပါဦးဆရာရဲ့ကြောင်အကောင်100ပြည့်အောင်ရှာဖို့ကလွယ်ပါမလားဘယ်လွယ်ပါမလဲကွာဟိုဘက်ရွာငါတပည့်တယောက်ကိုကြောင်နေမွေးခိုင်းထားရတယ်တို့သမျှငွေကိုငါပေးရတာပေါ့အခုဆိုရင်ဒီကောင်ကြီးကိုကျွေးရတာကြောင်100ပြည့်သွားပြီကွာဆိုင်ဦးရဲ့ဟာဟုတ်လားဆရာအေးကြောင်90ကျော်ရဲ့နှလုံးတွေကိုစားပြီးကြတဲ့ကဒီကောင်ကြီးကတဖြည်းဖြည်းနဲ့ကြီးလာပြီးတော့မင်းခုနကပြောသလိုကြက်တက်နက်ကြီးနဲ့တူလာတာကွာဒါဆိုရင်ဆရာကဘာဆက်လုပ်ရမှာတော့ဗျငါဒီကောင်ကြီးကိုကြောင်100ပြည့်အောင်ကျွေးပြီးကြတဲ့ကအားလုံးစမ်းသပ်ကြည့်ပြီးပြီဒါလည်းပြီးတယ်လှန်လည်းပြီးတယ်တနက်လည်းပြီးနေပြီကွာပြီးတော့ဒီကောင်အမြင့်ကြီးရအောင်ခုံနိုင်တယ်ငါပြောရွက်တွေပေါ်မှာတော့တတ်ထိုင်ပြီးတော့နေနိုင်နေဆိုင်အောင်ကြီးဟာဟုတ်လားဆရာဒါဆိုရင်ဒီကောင်ကြီးကိုဆရာဘာလုပ်မှာတော့ဒီကောင်ကြီးရဲ့နှလုံးကိုထုတ်ပြီးတော့မန်တန်ရွတ်ရမယ်ပြီးရင်ငါစားရမှာကွာဒါဆိုရင်ဒီကောင်ကြီးရသွားတဲ့ကြောင်တရားဖို့အစွမ်းနေငါရရောကွာဆိုင်အောင်ရအော်ဒီလိုလားနေပါဦးဆရာရဲ့ဒီကောင်ကြီးကိုဆရာဘယ်လိုတတ်မှာတော့ဒီကောင်ကဓားတွေလှန့်နေတနတ်တွေပြီးနေပြီဆိုမင်းကတွေးတတ်တာပဲဆိုင်အောင်ရဲ့အေးမင်းပြောသလိုပဲဒီကောင်ကြီးကရိုးရိုးဓားတွေလှန်နေလောက်တော့အရားတောင်ပြေမဲ့ကောင်မဟုတ်ဘူးကွာကိုသိန်းချိုင်းဓားနဲ့တတ်မှရမှာကွာဗျာကိုသိန်းချိုင်းဓားဟုတ်လားဆရာဆရာမှာကိုသိန်းချိုင်းဓားရှိလို့လားဗျရှိတာဗောဆိုင်အောင်ရဲ့စော်ဘွားအနွယ်တော်တယောက်စီကနေဈေးကြီးပေးပြီးတော့ဝယ်ထားရတာကွာအော်ဒီလိုဒါဆိုရင်ဆရာအစီရင်ကိုဘယ်တော့လုံးမှာတော့အေးမနှက်ပြန်ညတကောင်မှလောက်ရမယ်ကွာအဲ့ဒါမင်းကူညီလို့တယ်ဗျာကျွန်တော်ကူညီဟုတ်လားဆရာပြောပါဆရာကျုပ်ဘာလုပ်ပေးရမလဲမင်းကလောင်အိမ်ဖွင့်ပေးဖို့ပါကွာပြီးတော့ငါမန်တန်ရွတ်ပြီးတော့ဒီကောင်ကြီးရဲ့နှလုံးကိုစားနေတဲ့အချိန်မှာမင်းကစောင့်မေးရမယ်အေးတကယ်လို့ငါလူစိတ်တွေပါတွေပျောက်သွားခဲ့ရင်မင်းကငါ့ကိုရေနဲ့ပတ်ပြီးတော့တတိပေးရမယ်ကွာဩဒါများဆရာရဲ့ကျုပ်လုပ်ပေးမှာဗောဗျကျုပ်ကလည်းကျုပ်ဆရာကိုကူညီဖို့အစဉ်သင့်ပါပဲဗျာနောက်နေ့ကတစောင်းမုံလာပြညာဗျလာမှတာလိုက်တာထိန်နေတာဗောဗျာခြံကြီးတစ်ခုလုံးကလင်းထိန်နေတာဗျကျုပ်ရောက်တော့ဆရာကရှမ်းအင်ကြီးဘောင်းမြေအနက်တွေကြီးဝတ်ထားတာဗျကောင်းမောကလည်းအနက်ပဲလာရအောင်မှကျုပ်သေးချာကြည့်ရပြို့ကျုပ်ဆရာဆိုင်းအောင်ကောင်ရဲ့မျက်လုံးတွေဆိုတာအယောင်လက်နေတာဗျကဲဆိုင်းအောင်ဟောဒီမှာကြည့်ဟောတာကိုသိန်းချိုင်းဓားပဲကွဆရာကသူ့ခါးကြားမှာထိုးထားတဲ့တမြောင်တစ်ချောင်းကိုထုတ်ပြတယ်တအိမ်ကိုရွှေဘင်းချပြီးတော့ကြောက်စီထားတယ်အထက်ရဓာတ်ကိုဆွဲထုတ်လိုက်တော့လာရအောင်မှလက်ကနေဖြစ်သွားတယ်ဒါအယိုးသွား10လမ်းမှကြော်လောက်ရှိမယ်ဗျပြက်ကတော့လက်နှလုံးလောက်ရှိမယ်နှစ်ဖက်သွားဗျတွေးရလိုက်တာမှမြည်နေတာပါဗျကဲဆိုင်းအောင်မင်းမကြောက်ဘူးမလားကျုပ်မကြောက်တတ်ပါဘူးဗျအေးဟုတ်ပြီဒါဆိုရင်အိမ်တကားကိုဖွင့်ကွာအလုပ်စားကြရအောင်ကျုပ်ကအိမ်တကားကိုဖွင့်တယ်ပြီးတော့ဆရာခိုင်းတဲ့အတိုင်းအိမ်ထဲမှာဖျောင်းနိုင်တွေလင်းထိန်နေအောင်လိုက်ထုံးလိုက်တယ်ကျုပ်လုံနေတာကိုလောင်အိမ်မှာမတက်ရက်နေတဲ့ကြက်တက်လောက်ရှိတဲ့အကြောင်းနဲ့ကြီးကကြည့်နေတာဗျခဏနေတော့ဆရာဆိုင်းအောင်ကောင်အိမ်ထဲကိုဝင်လာတယ်ဆရာဆိုင်းအောင်ကောင်တွေ့တာနဲ့ကြောင်နဲ့ကြီးကတကြီးကြီးနဲ့မန်ဖီတော့တာပဲဗျ
ကျုပ်ပြင်မကြောက်ဘူးသာပြောရတာဗျကြက်သိန်းတွေတစ်ဖြန်းဖြန်းထားတော့တာပေါ့ဗျာဆရာပါဇက်ကနေပြီးတော့မန်နန်နေရွတ်ရောပြုတ်သူကမန်နန်ရွတ်လေကြောင်နယ်ကြီးကပို့ပြီးတော့စိတ်ဆိုးလေပေါ့ဗျာသွားကြီးကိုဖျဲပြီးတော့လောင်ရင်ထဲမှာလှည့်ပတ်ပြီးတော့ရှောင်းနေရောပြုတ်တညောင်ညောင်နဲ့အော်ဒါတော့ကြောင်နံပဲဗျကြောင်နှကောင်ကိုက်ခန့်နေအော်တဲ့အတန်မျိုးဗျဒါပေမဲ့ဒီကောင်ကအကြီးဆိုတော့ကြားတန်လောက်ကျဲတာပေါ့ဗျာခဏနေတော့ဆိုင်းအောင်ကောင်ကပြောရောဗျဆိုင်းအောင်လောင်အိမ်ကိုဖွင့်လိုက်တော့ကျုပ်ကခတ်ထားတဲ့တောကလောက်ကြီးကိုခတ်တုတ်ဖွင့်ပြီးတော့လောင်အိမ်ရဲ့ထိုးတကားကြီးကိုဆွဲဖွင့်ဖို့ပြင်လိုက်တယ်ဆရာဆိုင်းအောင်ကောင်ကိုလှည့်ကြည့်လိုက်တော့အစင်းနဲ့ဖြစ်နေပြီဗျနေအောင်ပြုတ်ကျုပ်ပြောရအောင်မယ်ကျုပ်ဆရာဆိုင်းအောင်ကောင်ကတိုင်းပညာလည်းတော်တော်တတ်တယ်လူဗျကျုပ်ကလောင်အိမ်တကားကိုဝုံဝင်းနဲ့မြင်အောင်ဆွဲဖွင့်လိုက်တယ်ဆိုင်းအောင်မင်းအိမ်ပြင်ကိုထွက်တော့ဆရာကကျုပ်ကိုအိမ်ပြင်ကိုထွက်ခိုင်းတယ်ကျုပ်လည်းအိမ်ပြင်ကိုပြေးထွက်ပြီးတော့အိမ်ရှိမှာကြပြကြရလိုက်ရှာလိုက်တော့နှစ်တောင်ရှိတဲ့တစ်ကိုင်းကျိုးတစ်ချောင်းသွားတွေ့တယ်ဗျလုံးဘက်ကကျုပ်ထွာဆိုင်လောက်ရှိတယ်ကျုပ်ကအဲ့ဒီတောချောင်းကိုလက်ထဲမှာစုံကင်ပြီးတော့အိမ်ထဲကိုကြည့်လိုက်တယ်ကြောင်နဲ့ကြီးကဝေါင်းခွနဲ့မှန်ဖိပြီးတော့ဆရာဆိုင်းအောင်ကောင်ကိုလွှာကနေခုံအောင်လိုက်ရောပြုတ်တကယ်ကိုကြက်တဲ့နတ်ကြီးလိုပါပဲဗျာဆရာကအတိုင်းတကယ်တက်တဲ့လူဆိုတော့အตาလေးရှောင်လိုက်တာဗျရှောင်ပြီးတာနဲ့လက်ထဲကဓာတ်နဲ့ကြောင်နဲ့ကြီးရဲ့လက်ပြင်ကိုတစုံထိုးချလိုက်တယ်ဒါပေမဲ့သူထင်တယ်လို့ဖြစ်မလာပဲဒါကခုံထွက်လာတယ်ဗျဒီမှာတင်ကျုပ်ဆရာမျက်နှာကွက်ခနဲ့ပြတ်သွားရောပြုတ်အချိန်လုံပြီးတော့အင်းရှိကိုရောက်လာတဲ့ကြောင်နဲ့ကြီးကိုကျုပ်ကပြေးရိုက်ချလိုက်တယ်ဖုံးကနေဆိုတာကကြောင်နဲ့ကြီးကိုကျုပ်တုံးနေရိုက်လိုက်တဲ့အတန်ဗျပုတ်ဆိုတာကြောင်နဲ့ကြီးကကျုပ်လက်ထဲကတုတ်ကိုပုတ်ချလိုက်တာအားဆိုတာကတော့ကျုပ်လန့်ပြီးတော့အော်လိုက်တာတုတ်ကိုပုတ်ချလိုက်တဲ့လက်သေးမမဲကြီးကကျုပ်လက်ကိုစိုက်ဝင်သွားတာပြုတ်ကျုပ်လက်ကသွေးဆိုတာရဲကနေဖြာကျသွားတာဒီမှာတင်ကျုပ်ဆရာအင်းရှိကိုပြေးထွက်လာရောဗျဆရာခြေတံကိုကြားလိုက်တော့ကြောင်တရားဘိုကြောင်နဲ့ကြီးကဆရာဘက်ကိုလှည့်သွားတယ်ဆိုင်းဟုတ်အချိန်နေမကောင်းတော့ဘူးငါအလိန်ခံလိုက်ရပြီဒီတာကကိုသိန်းညိုင်တာအစ်စ်မဟုတ်ဘူးအတူကြီးကွာအချိန်နေမကောင်းရင်မင်းပြေးပြီးတော့ကြားလာဆိုင်းဟုတ်ကဲ့ဆရာကြောင်နဲ့ကြီးကဝုံဝင်းနေဆိုပြီးတော့ခုံအုပ်ပြီးပြိုးကြောင်တရားဘိုကြောင်နဲ့ကြီးကကျုပ်ဆရာကိုခုံအုပ်တယ်ဆရာလက်ကနေရှောင်ပြီးတော့ဓာတ်နဲ့လှမ်းထိုးတယ်ဒါကကြောင်ကိုမဖောက်နိုင်ဘူးဗျပြန်ပြီးတော့ခုံထွက်လာတယ်ဆရာထပ်ထိုးတယ်ဒါကခုံထွက်တယ်ထပ်ထိုးတယ်ဗျဒီမှာတင်ကြောင်နဲ့ကြီးကစက္ကနဲ့လှည့်ပြီးတော့ဆရာလက်ထက်ကကိုသိန်းညိုင်ဓာတ်အတူကြီးကိုပုတ်ချလိုက်တယ်ဆရာလက်ထက်ကဓာတ်လဲလွှတ်ကြကြောင်နဲ့ကြီးကလည်းခုံအုပ်ဆရာဟန်ချက်ပြတ်ပြီးတော့ပက်လက်လန်လဲကျသွားတယ်ဟာကြိုက်ပြီဗျို့ဆရာလည်းမျိုးကိုကြိုက်တော့တာပဲဗျသွေးတွေများပန်းထွက်လာပြီဗျမြင်လို့မကောင်းပါဘူးဗျကျုပ်လည်းတုတ်ကနေလှည့်ပြေးပြီးတော့အင်ကြီးလေးကဆရာတို့ကိုနှိုးရတော့တာပေါ့ဗျဆရာတို့တောင်းရောက်လဲလှန်နေဆွဲပြီးတော့လက်နေတံမီတက်လက်စီနဲ့လိုက်ချလာတာပေါ့ဗျကြောင်လောင်နဲ့အင်ရှိကိုရောက်တော့ကြောင်နဲ့ကြီးကဆရာရဲ့နှလုံးကိုဖောက်စားထားပြီဗျဟာထိုးဟိလှန်နဲ့ထိုးကွာအဲ့လိုဆရာတို့တောင်းရောက်ကညာတံပေးပြီးတော့လှန်နေနဲ့ဝိုင်းထိုးကြရောပြုတ်ဒီတော့မှကြောင်နဲ့ကြီးကသွေးတွေရွှဲဆိုနေတဲ့ပါဇက်ကြီးနဲ့ဝေါင်းဆိုပြီးတော့တစ်ချက်អော်ပြီးတော့ပြေးလို့တာဗျအင်ကြီးကြီးကလူတွေလည်းစူးစူးညံ့ညံ့အတန်တွေကြားလို့ရောက်လာကြရောပြုတ်ဒီတော့မှတက်တက်လောက်ကြီးတဲ့ကြောင်နဲ့ကြီးကိုရွာသားတွေကမြင်သွားပြီးတော့ဝိုင်းလိုက်ကြတာပေါ့ဗျာဒီမှာတင်ကြောင်နဲ့ကြီးကငှက်ပြောပင်မော်ကိုခုန်တက်ပြီးတော့ငှက်ပြောရက်ပေါ်မှာထိုင်နေရောဗျအဲ့ဒါလည်းမြင်ရောရွာသားတွေဆိုတာကြောက်ကုန်တော့တာပေါ့ဗျာကြောင်နဲ့ကြီးရဲ့အစွမ်းကိုမှန်းလို့ရသွားတာပေါ့ရွာကောင်းကဒီကောင်ကြီးကိုရွာတွေကမောင်းထုံးမှဖြစ်မယ်ဆိုပြီးတော့မီးတုပ်တွေနဲ့ဝိုင်းလိုက်တော့မှကြောင်တရားဘိုးကြီးကရွာပြင်ကိုထွက်ပြေးသွားရောဗျရွာသားတွေလည်းနောက်ကလိုက်မောင်းကြတယ်တော်ကြီးတဲ့ဝင်ပြေးသွားတော့မှရွာထဲကိုပြန်လာကြတော့တာပြိုးနေပါဦးမောင်အောင်ရဲ့မင်းဆရာဆိုင်းအောင်ကောင်ဆိုတာကဈေးဝါလေကုလို့မိသေးရဲ့လားဘုန်းကြီးဘုရားဘိုးအုပ်ကိုမေးတာဗျကိုကြီးဘုရားနှလုံးဖောက်စားသွားပါရဲ့ဆိုမှခမရနဲ့ဘယ်ဈေးကုလို့ရအောင်မှာတော့တေးတာဗောဗျကျုပ်တို့လူငယ်တွေဆိုတာဘိုးအုပ်ပြောတဲ့ကြောင်တရားဘိုးအစီရင်ကြီးကိုမျက်တောင်မခတ်နိုင်လောက်အောင်စိတ်ဝင်စားပြီးတော့နားထောင်နေကြတော့တာပြိုးအဲ့ဒီချိန်မှာညောင်ဆိုပြီးတော့ကြောင်အော်တန်ကိုကြားလိုက်ရတယ်အမလေးဒီတော့မှပဲဘုန်းကြီးเจ้าကကြောင်ကြီးကကျုပ်တို့နောက်ကနေကပ်ပြီးတော့ညောင်ငနဲ့အော်လိုက်တာကိုအောင်မလေးဆိုပြီးတော့လန့်အောင်ကြတာဗျဟာကြောင်တရားဘိုးကြီးကြောက်ခဲကကြောင်ကြီးကိုလက်ညှိုးထိုးပြီးတော့အော်လိုက်တာဗျဘယ်ကကြောင်တရားဘိုးကမှလဲကြောက်ခဲကဒါဆရာတော်ကြောင်ကြီးပါကွာသူငယ်တွေအားလုံးကဝိုင်းရင်ကြတော့ဘိုးအုပ်ရောဘိုးညီဘူးတို့ဘိုးယုံတို့လူကြီးတွေကပြုံးပြုံးကြီးတွေလုံနေကြတော့တာပေါ့ဗျာဆရာတော်ကျောင်းကကထိန်ပြီးသွားပြီမဲ့ကျောက်စိတ်ထဲမှာတန်ခနောက်ကဘိုးအုပ်ပြောသွားတဲ့ကြောင်တရားဘိုးအစီရင်ကြီးကိုဆွဲနေတော့တာပေါ့ဗျာရွာထဲသွားလို့ကြောင်တွေတွေ့ရင်တော့မှကျောက်မှလိုက်ပြီးတော့ကြီးမိတဲ့အထိပဲပြိုးကြောင်နတ်တွေတွေ့ရင်တော့မပြောနဲ့လက်သေးတွေထုတ်ကြည့်ပါဇက်ဖြဲပြီးတော့ရှာတွေမဲသလားကြည့်နဲ့အလုတ်ကိုတော်တော်များသွားတာဗျကထင်ရာဒီကုံမီဆိုကြတဲ့ကကျုပ်တို့အညာမှာအေးတော့တာဗျစောင်းရသည်အဝင်ပေါ့ဗျာအေးတယ်ဆိုပေမဲ့မီးလုံလောက်အောင်အေးတာတော့မဟုတ်သေးဘူးဗျညဘက်အဲ့လိုကောင်းရုံလေးပေါ့ဗျာမနှက်ဆိုရင်တော်တော်နဲ့မထားနိုင်ဘူးဗျပြန်ပြီးတော့အိပ်ပျော်သွားတာ
တာတီဟဲ့တာတီထတော့ဗန်မွေးကောင်ကငသိန်းရောက်နေတယ်နင့်ကိုနှိုးပေးပါဆိုလို့ဟင်ကိုသိန်းမောင်လားစောစောစီးစီးပါလားဘာကိစ္စများရှိလို့လဲအဲ့ဒါတော့မသိဘူးနင်းတွေ့မှာပြောမှာပေါ့ဟဲ့ကျုပ်ကအဲ့ရကနေကြပြကြရထပြီးတော့မျက်နှာတက်လိုက်တယ်ကိုသိန်းစောစောစီးစီးပါလားအေးစောဆိုဘိုးတော်ကနှိုးပြီးတော့လွတ်လိုက်တာကွာမင်းဘိုးတော်ကြီးကအစောကြီးကိုပေါက်ချလာလို့ဟေးဘသူတုံးကြကျုပ်ဘိုးတော်ကြီးဆိုတာဟဲ့ကောင်ရဘသူရှိအောင်မှာတော့ကွာဘိုးလူပေကြီးပေါ့ကွာဟာဟုတ်လားဘိုးလူပေရောက်လာတယ်ဟုတ်လားဟုတ်ပါဗျာမနဲ့အစောကြီးကိုပေါက်ချလာတာဗျနင်းနေပိတ်နေတာဘယ်လိုများရောက်လာလဲမသိပါဘူးကွာရောက်လို့ဖင်းအောင်မထိုင်ရသေးဘူးမောင်တာတေကိုအခေါ်လွတ်ပြလို့ငါအပေါ့ကိုပြောတာဟိပြီးတော့ဘိုးလူပေကမင်းကိုမှားလိုက်တယ်ကိစ္စအရေးကြီးလို့အခုချက်ချင်းခရီးထွက်ရမယ်လေဗျာမင်းမိဘတွေကိုတခါတည်းခွင့်မှန်ခဲ့ပါတဲ့ကျုပ်ကအဘနဲ့အမေကိုအကျိုးကြောင့်ပြောပြလိုက်တယ်ဟဲ့တာတေထမင်းကြလေးတော့စားတော့အောင်မှာပေါ့ဟိုရောက်လို့နင်းစရာကြီးကခရီးတန်းထွက်ရင်ဘာမှစားဖို့တောက်ဖို့မမီပဲဖြစ်နေမယ်ငါသိန်းလည်းဘာမှမစားခဲ့ရသေးဘူးမလားတာတေနဲ့တခါတည်းစားတော့မနေ့ကမီးလောင်ကောင်ကငါထော်လာပို့လို့အမဲသားနဲ့ဇီးဒီဝမ်းပြင်းလေးချက်ထားတယ်အမေထည့်ထားတဲ့ထမင်းကြပကံလေးကိုပေါ်ဦးပေါ်ပြဇီးဒီလေးနဲ့ချက်ထားတဲ့အမဲသားဟင်းနဲ့စားရတာပေါ့ဗျာကိုကြီးသိန်းမောင်လည်းကျုံနဲ့အတူတူထမင်းကြစားသဗျဗန်မွေးကောင်းနဲ့ကျုပ်တို့ထန်းထောင်းကုန်းဆိုတာဒီလိုပဲနှစ်ရွာတရွာနေကြတာဗျသူ့အိမ်ကိုစားကိုယ့်အိမ်သူစားပေါ့ဗျာစားတော့ပြီးတော့ကျုပ်ကအနွေးတဲ့ထပ်ဝက်ပြီးတော့ဆေးလွယ်ရွေလိုက်တယ်ကိုကြီးသိန်းမောင်နဲ့ကျုံနဲ့ကငကားဆေးဘောလေးတယောက်တစ်လိပ်ဖွာပြီးတော့ထန်းထောင်းကုန်းကနေထွက်လာခဲ့ကြတယ်ကိုကြီးသိန်းမောင်တို့ဝိုင်းထဲကိုဝင်လာနဲ့ဝိုင်းထဲမှာအမိုက်လဲနေတဲ့ဘိုးညိုကကျုပ်ကိုရီပြီးတော့ပြောတယ်ကဲအိမ်မော်သာတက်ပြီးတော့တာတီရေအိမ်မော်မှာဘိုးလူပေကမင်းကိုစောင့်နေတယ်မင်းရောက်တာနဲ့ခရီးထွက်မယ်လို့ပြောနေတာကွာဘိုးလူပေကတော်တော်အရေးကြီးနေတဲ့ပုံပဲပြောကျုပ်အိမ်မော်လေကားကနေတက်လာလိုက်တယ်ဖျားစင်ရှိမှတင်မလင်ခွင်ချိတ်ပြီးတော့ထိုင်နေတဲ့ဘိုးလူပေကကျုပ်ကိုပြုံးပြနေတယ်ဗျမောင်တာတီရှိမှရှိပါမလားလို့ကျုပ်မှစိုးရိမ်နေရတာကွဘိုးလူပေကတော့ဘယ်အခါပဲပြန်တွေ့ဒီအရွယ်ပဲဗျကြောင်တစောင်းနဲ့ပဝါလေးပေါင်းလို့ပဲဒါပေမဲ့ကျုပ်စိတ်ထင်တော့ဘိုးလူပေရဲ့မျက်လုံးတွေကအယောင်တွေပိုတောက်လာသလိုပဲဗျမဖဲဝနေတဲ့ကျုံမှာဘိုးလူပေမီးထုံကူတာကျုပ်ရေးခဲ့ဘူးတယ်လေဗျာရှိပါတယ်ဆရာကြီးရဲ့ကျုပ်ကဘဲမှသွားလာတာမရှိပါဘူးအေးဟန်ကြပြီပေါ့ကွယ်မောင်တာတီကျုပ်တို့ဆရာတပည့်ခရီးထွက်ကြရလိမ့်မယ်ကွဟုတ်ကဲ့ပါဆရာကြီးကျုပ်မိဘတွေကိုတခါတည်းခွင့်တောင်းပြီးတော့ထွက်ခဲ့တာပါကျုပ်ဘက်ကတော့သွားဖို့အဆင်သင့်ပါပဲအိုးဒါဆိုရင်တော့အခုပဲခရီးထွက်ကြတာပေါ့ကွယ်ကိုညိုကြီးမင်းစီစဉ်ထားတဲ့လဲသမားကိုခေါ်တော့ဟေးဆရာကြီးမနေ့ထမင်းစားပြီးမှတော့ရောက်ဖို့ရှင်ကျမတို့ကထမင်းကျွေးချင်နေတာဘိုးညိုရဲ့တမီးကြီးကဘိုးလူပေကိုအဲဝတ်ပြုတ်စကားပြောတာဗျနောက်တစ်ခါရောက်မှစားမယ်ကွာအခုတော့သွားရမယ်ခရီးကလှမ်းနေသေးတော့ချက်ချင်းထွက်မှဖြစ်မှာမို့ပါကွယ်တိတ်မကြဘူးဗျဝိုင်းရှိမှလဲတစီရက်လိုက်တယ်လဲဆွဲတဲ့နွားကြီးတွေကထွားကြီးတွေဗျနှစ်ကောင်လုံးကနညိုကြီးတွေကြီးပဲဗျလဲမောင်းတဲ့လူကိုကျုပ်လှမ်းကြည့်တော့ကိုလာထိုင်ကြီးဗျသူညီလာစိန်ဆိုတာကျုပ်နဲ့တငယ်ချင်းဗျလွတ်ခင်တဲ့ကောင်ကျုပ်တို့ရွာရွှေတောင်ဖျားပေါ်မှာဒီကောင်နဲ့ကျုပ်ကတာဝန်နေတွဲယူနေရတာများတယ်ပြတင်းပေါက်ကနေကျုပ်လှမ်းကြည့်လိုက်တာကိုလာထိုင်ကြီးကမြင်နေဗျဟဲ့ကောင်တတေချောင်းကြည့်မနေနဲ့လာခဲ့မင်းနဲ့မတွေ့တာကိုကြာပြီပေါ့ကွာကျုပ်ပြောဆိုနေတော့ရှိသေးတယ်ဘိုးလူပေကလေကားနဲ့ဆင်းနေပြီဗျဘိုးလူပေကတော့ဒီအတိုင်းပဲဗျလွတ်ကိုစိတ်မြန်တဲ့ဘိုးတော်ပြိုးသွားမယ်ဆိုတာနဲ့လမ်းပေါ်ရောက်နေရောဗျကျုပ်လည်းဆေးလွယ်ကိုဆက်လွယ်တိုင်းပြီးတော့ဘိုးလူပေနောက်ကနေပြေးလိုက်ရတာပေါ့ဗျာကိုသိန်းမောင်နဲ့ဘိုးညိုကကျုပ်တို့လှိန်နာထိလိုက်ပို့ကြတယ်အခုချိန်ဒီဘိုးလူပေကဘယ်ကိုသွားမှမှကျုပ်မသိဘူးဗျစွတ်တာလိုက်လာတာလှထိန်မင်းလှဲကိုမြောက်ကထွက်ရမှာရင်းချောင်းမရောက်ခင်ခတ်တော့တာမောင်းရင်းချောင်းကြော်သွားရင်ထီးကလိုင်ကဘာမှမဝေးတော့ဘူးတရားကြီးကိုထီးကလိုင်မှာထားခဲ့ပြီးတော့ချက်ချင်းပြန်မောင်းခဲ့ဒါမှရွာကိုအချိန်ကောင်းပြန်ရောက်မှာဟုတ်ကဲ့ဘိုးညိုကိုကြီးလှထိန်ကဘိုးညိုပြောတာကိုကောင်းချင်းပြပြီးတော့ပြောတယ်ဒီတော့မှကျုပ်တို့သွားမှထီးကလိုင်ဆိုတာကိုသိရတော့တာပြောကိုလှထိန်ရဲ့လဲကရွာမြောက်ဘက်တကားထွက်တယ်တကယ်တော့တောင်ချုံထီးကလိုင်တို့ဆိုတာတိတ်ဝေးတာမဟုတ်ဘူးဗျရင်းချောင်းဖြတ်ကူးနေရလို့သာခရီးထောက်တာဗျတောင်ကြရည်ရှိတဲ့အချိန်ဆိုရင်ဒီရင်းချောင်းကြီးကြရည်နဲ့ပါသွားခဲ့ဘူးလေဗျခင်ဗျမှတ်မိသေးလားတော့မသိဘူးတဆေကြီးနေတဲ့အိမ်ဝတ္ထုမှာကျုပ်ရေးပြပူပါတယ်ပန်ဝင်းကုန်းကထွက်လာပြီးတော့နိုင်ဝက်လောက်မနာနဲ့မောင်းလိုက်တော့ထိန်ကုန်းကိုရောက်ရောဗျလဲလန်းရွာပြင်ကပတ်သွားတာဆိုတော့ရွာထဲမရောက်ဘူးပေါ့ဗျာမရောက်တာပဲကောင်းပါတယ်ထိန်ကုန်းမှာလည်းကျုပ်အသိတွေများသားဗျဟိုလူနှုတ်ဆက်ဒီလူနှုတ်ဆက်နဲ့ကြာနေဘိုးလူပေကလည်းစိတ်မြင်မြန်နေဆိုတော့ကြိုက်မှာမဟုတ်ဘူးဗျထိန်ကုန်းကြော်လာတော့မှဘိုးလူပေကကျုပ်ကိုပြောတာဗျမောင်တာတေးကိုအခုသွားမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့အနေချင်းတော့ပြောထားအောင်မယ်ကွဟုတ်ကဲ့ဆရာကြီးမောင်တာတေးကြောင်တရားဖို့အစီရင်ဆိုတာကြားဘူးစလားကွဗျာကြောင်တရားဖို့ဟုတ်လားဆရာကြီး
အေးလေကွယ်မောင်တာဒီမကြဘူးတဲ့ရင်ကျုပ်ကပြောပြမလို့ပါအာကြားဘူးတယ်ဆရာကြီးအရင်ကတော့မကြားဘူးဗျဟိုတလောမှပုတ်ပိုင်အကြောင်းကထိန်မှာတန်ခနောက်ကဘိုးအုပ်ကြီးပြောပြတာဆရာကြီးရဲ့ဘိုးအုပ်ကကိုတွေးဗျသူငငယ်ရကြုံခဲ့တာသူ့ဆရာကိုယ်တိုင်စီရင်တာဆိုပဲနို့အစီရင်ကအောင်သလားအာမအောင်ဗျကြောင်တရားဘိုးဖြစ်သွားတဲ့ကြောင်တက်ကြီးကိုအဲ့ဒီဆရာကြီးကမတတ်နိုင်ဘူးကြောင်တရားဘိုးကြီးကသာဦးအုပ်ရဲ့ဆရာကိုတတ်သွားတာဗျဘိုးလူပေကကြုတ်ပြောတာကိုနားထောင်ပြီးခေါင်းချင်းပြတယ်ပြီးတော့မှပြောတဲ့ဗျမောင်တာတေကဘဝတုဒ္ဒရှိတော့လဲကောင်းတာပေါ့ကွယ်ဒါဆိုရင်ကျုပ်ပြောလို့ရပြီပေါ့မောင်တာတေကြားဘူးတဲ့ကြောင်တရားဘိုးအစီရင်လိုမျိုးအစီရင်တစ်ခုကပညာတွေကြားမှာရှိတယ်ကွယ်အဲ့ဒီအစီရင်ကကြောင်လေးနဲ့စီရင်ရတာမဟုတ်ဘူးလူတွေနဲ့စီရင်ရတာလူမှရိုးရိုးလူမဟုတ်ဘူးပညာတွေနဲ့စီရင်ရတာကွယ်လူချင်းနှလုံးကိုအရှင်လက်လက်ဖောက်စားရတာဟာရက်ဆက်လာကြည့်လားဗျာဟုတ်တယ်မောင်တာတေပညာတွေဆိုတာပညာယူတွေကွယ်သူတို့ပညာအထွတ်ထိပ်ရောက်ဖို့တခုပဲသိကြတာဒီအတွက်ဆိုရင်လူတက်ရမှလည်းဝင်မလေးကြဘူးအစိမ်းစားရမှလည်းဝင်မလေးကြဘူးအခုပြောတဲ့အစီရင်ကိုစုံကိုမော်ကိုကဝေကိုအစီရင်လို့ခေါ်တယ်ဆရာကြီးရဲ့ကြိုးဖြင့်ကြားရုံနဲ့တင်ကြောချမ်းလာပြီဗျာတကယ်လဲကြောချမ်းစရာကောင်းမိတယ်မောင်တာတေပထမဆုံးစုံးနေရှာပြီးတော့ပညာပြန်ရတယ်နိုင်သွားရင်စုံးရဲ့နှလုံးကိုအရှင်လက်လက်ထုတ်ယူပြီးတော့အစိမ်းစားရတယ်နှလုံးကိုဖောက်ယူတဲ့အခါမှာလဲဓာတ်နဲ့မဖောက်ရဘူးကွလက်ချောင်းနေရာထွက်တဲ့ဆက်တွေနဲ့ထိုးဖောက်ပြီးတော့လက်နဲ့နှိုက်ထုတ်ယူရတာစုံးကလဲကျပြီးတော့ဆက်ငင်ဖြစ်နေတဲ့အချိန်မှာနှလုံးကိုမန်းနန်ရွတ်ပြီးတော့အစိမ်းစားရတယ်အကုန်စားဖို့တော့မလိုဘူးကွကိုးကိုက်ဖဲ့ပြီးတော့9ချိန်ဝါစားရတာအမလေးပြတော်တော်လေးရက်ဆက်တဲ့လူတွေပဲဆရာကြီးဟာဟုတ်တယ်မောင်တာတေတော်တော်ရက်ဆက်ကြမ်းကြုတ်တဲ့အစီရင်ပဲကွနို့ကျုပ်တခုမေးပြစေဆရာကြီးမေးပါကွယ်မေးပါဒီအစီရင်ကိုလုပ်တဲ့လူကစုံလားကဝေလားဆရာကြီးကဝေကြီးပေါ့ကွယ်ပညာတွေကန်းကုန်တော့တက်ပြီးတာတော့မှမကျင်နိုင်ကြဘဲနဲ့ဘလူးမော်လို့ခေါ်တဲ့ဒီအစီရင်ကြီးကိုလုပ်ကြတာကွနို့နေပါအောင်ဆရာကြီးရဲ့ဒီကဝေကြီးကအခုပြောတဲ့ဘလူးမော်အောင်သွားခဲ့ရင်ဘာဖြစ်နိုင်လို့တော့အေးလက်နဲ့အမျိုးမျိုးပြီးတာပေါ့ကွယ်ဒုတ်တာလှန်နေလောက်မပြောနဲ့တနက်အမျိုးမျိုးဘုံအမျိုးမျိုးအမြောက်အမျိုးမျိုးအားလုံးပြီးတယ်မောင်တာတရဲ့ဒီအဆင့်ကိုအောင်သွားလို့အတွင်းစကန်းဝင်ပြီးတော့ကြင်ကြံနိုင်ခဲ့ရင်အောက်လန်းဝိဇ္ဇာဖြစ်ပြီးတော့အသက်ကိုထောင်ချီပြီးနေလို့ရသွားတာပေါ့ကွယ်။အော်ဒါကြောင့်လုပ်တာ哦အခုကျုပ်သွားမယ်ကိစ္စအဲ့ဒီကိစ္စပဲကွ။ကဝေပညာကိုကန်းအောင်တတ်တဲ့ဒိတ်ပါလို့ခေါ်တဲ့ကဝေကြီးကအခုနကပြောတဲ့စုံကိုမော်ကိုကဝေကိုလို့ခေါ်တဲ့ဘလူးမော်ကြီးကိုအောင်ငံနီးနေပြီမောင်တာတရဲ့ဒီကောင်ဒိတ်ပါကစုံမကြီး9ယောက်ရဲ့နှလုံးကိုဖောက်စားပြီးပြီ။မော်ပညာတဲ့9ယောက်ရဲ့နှလုံးကိုလည်းစားပြီးပြီ။တုတ်ထန်နေတဲ့ကဝေ10ယောက်ရဲ့နှလုံးကိုလည်းစားပြီးပြီ။ခုလာမဲ့လာပညာမှာ9ယောက်မြောက်ကဝေရဲ့နှလုံးကိုစားနိုင်မယ်။ဟာဟုတ်လားဆရာကြီးလာပြင်းနေဆိုတော့မနှက်ပြန်မယ်ဟုတ်တာပေါ့မောင်တာတရဲ့ဒါကြောင့်ကျုပ်ကတက်တုံနေပြီးတော့ခရီးဆက်ခဲ့ရတာကွအဲ့ဒီကဝေကြီးတက်မဲ့9ယောက်မြောက်ကဝေကထီးကလိုင်မှာနေတဲ့သူလားဆရာကြီးမဟုတ်ဘူးမောင်တာတထီးကလိုင်အနောက်ဘက်ကတောင်ပေါ်တက်ရမှာအဲ့ဒီမှာကဝေတောင်လို့ခေါ်တဲ့တောင်တစ်လုံးရှိတယ်ဒါပေမဲ့ဒီနာမည်ကိုအရက်တရလူတွေကမသိကြပါဘူးတော်တော်ကအင်ဂျင်တောင်လို့ပဲခေါ်ကြတာအင်ဂျင်တော်ကြီးရှိတာကိုပြီးတော့အင်ဂျင်ကြောက်တွေလည်းပေါ်မှာပေါ့ကွဒီအနီးနားလူတွေကရွာထဲမှာရေရင်းပေါင်ခွေဖို့အင်ဂျင်ကြောက်လို့ရင်သွားရှာတဲ့တောင်ပေါ့ကွယ်။အော်ထီးကလိုင်ကလူတွေကတော့အင်ဂျင်တောင်ဆိုရင်သိမှာပေါ့နော်ဆရာကြီး။ဟာသိတာပေါ့မောင်တာတရဲ့ဒီကောင်နဲ့အင်ဂျင်ကြောက်ရှာတဲ့တောင်ပဲဟာ။တတဲ့နေပါအောင်ဆရာကြီးရဲ့ဒီကဝေကြီးဥဒိတ်ပါသူနဲ့ပညာပြိုင်မဲ့ကဝေကိုဒီတောင်မှာချိန်ထားလို့လားဗျ။မောင်တာတကတော့အတွေးတော်နဲ့တဲ့လူငယ်ပဲကိုဘယ်ကဝေကမှဒိတ်ပါနဲ့ပညာမပြိုင်ရဲဘူးကွာ။ဒိတ်ပါအတင်းလိုက်ရှာပြီးတော့တက်လို့တာကြောက်ကြောက်လန့်လန့်နဲ့ဒိတ်ပါကိုပြန်လုံးကြရရှာတာဟင်ဒါဆိုရင်ဦးဒိတ်ပါ9ယောက်မြောက်ကဝေကိုဖမ်းခေါ်လာပြီးတော့ဒီတောင်မှာတက်မှာလားဆရာကြီးဘိုးလူပေကကြုံမေးတာကိုပြုံးပြီးတော့ခေါင်းခါပြတယ်ပြီးတော့မှမပြောချင်နဲ့ပြောတာပြော9ယောက်မြောက်နောက်ဆုံးကတော့တခြားသူမဟုတ်ဘူးမောင်တာဒီသူကိုယ်တိုင်ပဲကွဗျာသူကိုယ်တိုင်ဟုတ်လားဆရာကြီးကျုပ်ဖြင့်အံ့ဩလိုက်တာဗျာဘယ်လိုရုံရမှန်းတော့မသိတော့ဘူးဆရာကြီးကိုလည်းဗာမေးရမှန်းတော့မသိတော့ပါဘူးဗျာဟုတ်တယ်မောင်တာတေကဝေတောင်ထိပ်မှာထပ်ပိုင်းကျိုးနေတဲ့ရုပ်ထုဟောင်းကြီးတစ်ခုရှိတယ်အဲ့ဒီရုပ်ထုကြီးရဲ့ဘေးမှာရေကန်လေးတစ်ကန်လည်းရှိတယ်ဒီနီးနားလူတွေကအဲ့ဒီရုပ်ကြီးကိုနတ်ရုပ်ကြီးပဲထင်ကြတာဘေးမှာပြိုကျနေတဲ့အဆောက်အဦပြက်ကိုလည်းနတ်ကုန်းအပြက်ပဲထင်ကြတာတကယ်ကတော့ထပ်ပိုင်းကျိုးနေတဲ့ရုပ်ကြီးကနတ်ရုပ်ကြီးတော့ဟုတ်တယ်ကွဒါပေမဲ့အဲ့ဒါကဝေနတ်ရုပ်ကြီးရဲ့ရုပ်ထုကြီးမောင်တာတေရဲ့ပြိုကျနေတဲ့အဆောက်အဦက
ကဝေနဲ့ကြီးကိုရစ်ပူစော်တဲ့ရစ်ပလင်အဆောက်အဦကြီးကွဟိုတုန်းကတော့ဒီတောင်ပေါ်မှာအဆင့်အမြင့်ဆုံးကဝေပညာတွေတက်လန်းတဲ့နေရာပေါ့ကွပြီးရင်ရစ်ပလင်ရှိတဲ့အဆောက်အဦထဲမှာအတွင်းစကန်ဝင်ကြတယ်အခုနောက်ပိုင်းမှာတော့ကဝေကပညာအဆင့်ဒီလောက်မမြင့်ကြတော့ကဝေတောင်ဘယ်နာရှိမှန်းတော့မသိကြတော့ဘူးကွဒိဗ္ဗတယောက်သာဒီအဆင့်ကြီးတက်လာနိုင်တာနေပါအောင်ဆရာကြီးရဲ့ကဝေကြီးဦးဒိဗ္ဗကသူ့နှလုံးကိုထုတ်ပြီးတော့သူဘလို့စားမှာတော့ဆရာကြီးရဲ့နှလုံးထုတ်လိုက်ရင်သူတည်သွားရင်မဟုတ်လားဒီကိစ္စမေးထိုက်တဲ့ကိစ္စပေါ့ကွဒီလုံးမောင်တာတည်းရဲ့လူတယောက်အနေနဲ့တော့ကိုယ်နှလုံးကိုဘဲနဲ့လောက်ပြီးတော့ထုတ်စားမှာတော့တည်သွားဖို့ပဲရှိတာပေါ့ဒိဗ္ဗတို့လိုစုံကိုမော်ကိုကဝေကိုဆိုတဲ့ဘလူးမော်အစီရင်အောင်လာခဲ့တဲ့သူကတော့မတည်ဘူးမောင်တာတည်းရဲ့ကဝေမန္တန်တွေရွတ်ပြီးတော့လက်ကထွက်တဲ့ဆက်တွေနဲ့သူ့နှလုံးကိုသူကိုယ်တိုင်ဖောက်ထုတ်ယူပြီးတော့ကိုယ်ကိုက်စားလိုက်နိုင်ရင်သူ့ရဲ့အသက်ဝိညာဉ်မဲ့တဲ့ကိုကြီးပေးမှာချက်ချင်းအယုတ်တစ်ခုဟာပေါ်လာရောကွာဒါဆိုရင်ဒိဗ္ဗအောင်သွားပြီပေါ့ကွာသူ့ရဲ့အသက်မရှိတော့တဲ့ခန္ဓာဟောင်းကြီးကိုသူကိုယ်တိုင်ပဲအောင်လန်းအင်းနဲ့ပေါက်ပြီးတော့မိတကြိုပြစ်လိုက်မှာပေါ့သူ့ရဲ့ခန္ဓာအတိတ်ကခန္ဓာအဟောင်းနဲ့တပုံစံနဲ့ပဲလေသူ့ကိုဒိဗ္ဗအတိတ်ဖြစ်လာမှဘယ်သူမှသိမှာမဟုတ်ဘူးကွဒါဆိုဆရာကြီးအခုလာတဲ့ကိစ္စကကျုပ်စကားမဆုံးခင်မှာပဲဘိုးလူပေးကပြောတယ်ဗျအထက်ပုဂ္ဂိုလ်ကြီးတွေကဒိဗ္ဗကိုအောင်လန်းဝိစာဖြစ်ခွင့်မပေးနိုင်ကြဘူးကွဒါကြောင့်ကျုပ်ကိုလွတ်လိုက်ကြတာအော်ကျုပ်သိပါပြီဆရာကြီးကိုလာတိုင်မောင်းနဲ့လဲရရွာတော်ကြီးကိုကြော်တော့ကျင်းချောင်းရောက်လာတယ်ကျင်းချောင်းထဲမှာရေရဒူးကောင်းမြောင်းလောက်ပဲရှိတာဗျလဲရမမှန်လေးမောင်းပြီးတော့ဖြတ်ကူးလိုက်တယ်ကျင်းချောင်းဖြတ်ပြီးတော့တောင်ချုံပြီးတော့မှထီးကလန်ကိုရောက်တာဗျထီးကလန်ရောက်တော့မှဘုံကြီးစွန်းသားုံပဲရှိသေးတာမောင်လာထိုင်ဆရာတို့ရွာထဲကိုမဝင်ဘူးကွအနောက်ဘက်ကတောင်ကျင်းနောက်သာမောင်းမေးကွဟုတ်ကဲ့ပါဆရာကြီးအဲ့လိုကိုလာထိုင်ကပြောပြီးတော့အနောက်ဘက်သွားတယ်လဲလန်းအတိုင်းလိုက်သွားတယ်တောင်ကျင်းနဲ့နီးလာတော့ဘိုးလူပေးကပြောတယ်ရပြီမောင်လာထိုင်လဲကိုဒီမှာပဲရက်တော့ကွလှည့်ရတော့ဘိုးလူပေးကသူ့အိတ်ကြီးတွေကငှက်ပြောသီးတွေထုတ်ပြီးတော့ကိုလာထိုင်ကိုတလုံးကျွေးတယ်ကျုပ်ကိုတလုံးကျွေးတယ်သူကိုယ်တိုင်လည်းတလုံးစားတယ်ကဲမောင်လာထိုင်ရင်ပြန်ပြီးတော့ငှက်ပြောသီးတလုံးစားတော့2ရက်လောက်တော့ပိုက်စားမှာမဟုတ်ဘူးကွကိုလာထိုင်ကဘိုးလူပေးပြောတဲ့စကားကိုကြားတော့အံ့ဩပြီးတော့ကျုပ်ကိုလှည့်ကြည့်တယ်ကျုပ်ကသူ့ကိုကောင်းချင်းပြလိုက်တော့မှကိုလာထိုင်ကကျုပ်ကိုနှုတ်ဆက်တယ်ဆရာကြီးဒါဆိုရင်ကျုပ်ပြန်တော့မယ်တတ်တယ်ငါပြန်မယ်နော်ကိုလာထိုင်လဲမောင်းပြီးတော့ပြန်သွားတာနဲ့ဘိုးလူပေးကတောင်ပေါ်ကိုစပြီးတော့တက်ရောပြုတ်တထောင်တက်နောက်တထောင်တက်လိုက်နဲ့ငါးလုံးမြောက်တောင်ကိုတက်တော့မှတထောင်လုံးကအင်ဂျင်ဘန်တွေပေါက်နေတာကိုတွေ့ရတာဗျဒီတောင်မဲမောင်တာတည်းရဲ့ဒါကဝေတောင်မဲကျုံနဲ့ဘိုးလူပေးတောင်ထဲကိုရောက်တော့ဟာဟုတ်တာပဲနတ်ရုပ်အကျိုးကြီးဟုတ်တယ်မောင်တာတည်းအဲ့ဒါကဝေနတ်ရုပ်ကြီးရဲ့ရုပ်ထုပဲကွတဝက်လောက်ကကျိုးကျသွားတော့ဟိုမှာတွေ့လားရေကန်အေးအဲ့ဒါကဝေနဲ့ကြီးဖန်ဆင်းထားတဲ့ရေကန်လို့ကဝေကြီးတွေကယုံကြတယ်။ຫນွေမိုးဆောင်ဘယ်တော့အခါမှရေမခမ်းဘူးကွ။အစင်ရင်လုံးမဲ့ကဝေကအဲ့ဒီကမှရေချိုးရတယ်။အော်ဟိုမှာတွေ့လားပြိုကျနေတဲ့အဆောက်အဦအဲ့ဒါရစ်ပလင်ဆောင်လို့ခေါ်တယ်။အဲ့ဒီမှာအတွင်းစကန်ဆက်ဝင်ရတာကွ။လာကျုပ်တို့ပုံမနေရရှာရအောင်ပါ။ဒီကောင်ကဒီညရောက်ရင်ရောက်မရောက်ရင်မနေ့ပြန်မှရောက်လိမ့်မယ်။ကဝေနဲ့ရုပ်ကြီးနဲ့ခလန်းလန်းမှာကြောက်ထရံကြီးဗျ။ဘိုးလူပေးကကြောက်ထရံကြီးဘက်ကိုသွားတယ်။ကျုပ်လည်းနောက်ကလိုက်ရတာပေါ့ဗျာ။ကြောက်ထရံနောက်မှာကြောက်တုံးတွေရောကြောက်ဖြာတွေရောရှိတယ်ဗျဒီနေရာမှာဒီတညပုံးအိတ်ဖို့အတော်ပဲဗျညရောက်တော့လာတော်တော်တာနေပြီကျုပ်လည်းမမောနဲ့အိတ်လိုက်တော့တရေတောင်မနှိုးပြိုးမောင်တာဒီထနုံကြနေဒိဗ္ဗတောင်ပေါ်တက်လာပြီဘိုးလူဘေးကလေတံခါအုပ်လေးနဲ့နှိုးတာဗျကျုပ်လည်းကြပြထပြီးတော့ကြောက်ထရံကြီးနောက်ကနေချောင်းကြည့်လိုက်တယ်လာရအောင်မှလူကြီးတယောက်ကတောင်ပေါ်တက်လာတာကိုတွေ့ရတယ်ပြိုးလူကပူပြပြရောင်တုံးကြီးနဲ့ပစိုးကကွက်တုံးကြီးဝေးလို့လွယ်ကြီးတစ်လုံးကိုဆွလွယ်တိုင်းပြီးတော့လွယ်ထားတယ်ဒီလူကြီးရဲ့မျက်လုံးတွေကအယောင်တောက်နေတာဗျလာရအောင်မှတော့တစ်ဖြက်လက်နေတာဦးဒိဗ္ဗကြီးကရောက်ချင်းထပ်ပိုင်းကျိုးနေတဲ့နတ်ကဝေနတ်ရုပ်ကြီးရှိမှဒူးထောက်ပြီးတော့ရှစ်ခိုးလိုက်တယ်ပြီးတော့မှနတ်ရေကန်ဘက်ကိုရှောက်သွားတယ်ပြိုကျနေတဲ့ရစ်ပလင်ဆောင်ကိုလှမ်းကြည့်ပြီးတော့ကောင်းငိမ့်တယ်ဒီလူကြီးကတနေကုန်ကဝေနတ်ရုပ်ကြီးရှိမှထိုင်ပြီးတော့မန္တန်နေရွတ်နေရောပြုတ်ဘိုးလူပေးလေကြောက်ထရံနောက်ကကြောက်ဖြာပေါ်မှာတင်မလင်ခွေထိုင်ပြီးတော့ပတိစိတ်တော့တာပေါ့ဗျာကျုပ်ကတော့ကင်းသမားဗျကဝေကြီးဦးဒိဗ္ဗကိုမျက်ခြေမပြတ်ကြည့်နေရတာပေါ့ဗျာမိုးချုပ်ပြီဗျတောင်တွေကိုကြော်ပြီးတော့လာထွက်လာတယ်တဖြည်းဖြည်းနဲ့တတော်လုံးကိုလင်းသွားတယ်မောင်တာဒီကြော့ဟောဒီအင်းချက်ကိုယူတာလက်ထဲကနေလွတ်မကြစေနဲ့ကျုပ်ကပြစ်ဆိုတော့မှဒိဗ္ဗကိုအနာကပ်ပြီးတော့ပြစ်ပြီးတော့ဘာကုန်မှမကြောက်နဲ့ကြားလားကျုပ်မပြောဘဲနဲ့တော့ဒီအင်းကိုမပြစ်နဲ့နော်မောင်တာဒီဟုတ်ကဲ့ပါဆရာကြီးအေးခဏဆောင်ရအောင်မဲကွလာမွန်းတဲ့တာနဲ့ဒီကောင်လုပ်ငန်းစမှာပဲဟုတ်တယ်ဗျိုးဘိုးလူပဲပြောတဲ့အတိုင်းပဲဗျာလာမွန်းတဲ့ကန်နေတာနဲ့ကဝေကြီးဦးဒိဗ္ဗက
ကဝေမန်နန်နဲ့ရွတ်တော့တာပဲဗျသူ့အတန်အော်ကြီးနဲ့မန်နန်ရွတ်လိုက်တာကဝေတောင်ကြီးတစ်ခုလုံးဟဲနေတော့တာဗျလာမွန်းတဲ့ပြီဗျဒါမောင်တာတီထွက်တော့ဒီကောင်အလုံးစားလို့တော့မယ်ကျုံနဲ့ဘိုးလူဘေးကပုံနေတဲ့ကြောက်ထရံကြီးနောက်ကနေထွက်လာပြီးအင်းချင်းပင်ကြီးရဲ့ကွင်းရင်းနဲ့ကဝေနိုင်ရုပ်ကြီးရဲ့နားကိုကတ်လာခဲ့ကြတာပေါ့ဗျာဟောဦးတိတ်ဘလက်ကစက်တွေကထွက်လာပြီးဗျဝင်ဝင်တောက်နေတဲ့စက်တွေဗျကျုပ်ဖြင့်ဒီလိုစက်မျိုးတကားမှမမြင်မှုပါဘူးဗျဟောစက်တွေနဲ့သူ့ရဲ့ရင်ညွန့်ပုံထောက်လိုက်ပြီးဗျရင်ညွန့်တဲ့မှာလက်ကိုတင်ထားတာဗျကဝေကြီးကနတ်ရုပ်ရှိမှတင်မလီကိုထိုင်ပြီးတော့လုံနေတာဗျအပေါ်ပိုင်းကအင်ကြီးမပါတဲ့ကိုပလာနဲ့ဗျပါဇက်ကမန်နန်တွေကိုအဆက်မပြတ်ရွတ်လေစက်တွေကအယောင်တောက်လာလေပဲဗျဟာစက်တွေကဦးတိတ်ဘရဲ့ကိုယ်တွေကိုဖောက်ဝင်သွားပြီးတော့သူ့ကိုယ်ကြီးတစ်ခုလုံးကလင်းနေတာဗျမျက်လုံးထဲကလည်းစက်တွေကထွက်လာတယ်ပါဇက်ထဲကလည်းစက်တွေကထွက်လို့ဗျကျုပ်စိတ်ထင်တော့လက်ကထွက်နေတဲ့စက်တွေကကိုယ်ထဲကိုဝင်သွားပြီးတော့ကိုယ်ထဲကပြန်ဖောက်ပြီးတော့ထွက်လာတာထင်နေဗျဟာရင်ညွန့်တဲ့ကိုဦးတိတ်ဘရဲ့လက်ကြီးကဝင်သွားပြီဗျဟောဆွဲထုတ်နေပြီပါလာပြီဗျသွေးတွေရဲနေတဲ့ဦးတိတ်ဘရဲ့နှလုံးကြီးကဦးတိတ်ဘရဲ့လက်ထဲမှာဆုပ်လျက်ကြီးသာပါလာတာဟာပြေးထွက်သွားပြီဗျကျုပ်စီကဘိုးလူဘေးကပြေးထွက်သွားပြီဘိုးလူဘေးကဒီအချိန်ကိုစောင့်နေတာထင်နေဗျဟေးဒိတ်ဘမင်းကိုအစီရင်အောင်ခွင့်မပြုတ်နိုင်ဘူးဟဲ့ပြောဆိုနဲ့ဘိုးလူဘေးကလက်ထဲကအစိမ်းအောင်ဆက်တွေလွတ်လိုက်တယ်သူ့နှလုံးသားကိုသူကိုယ်တိုင်ကြိုက်တော့မလို့လုံနေတဲ့ကဝေကြီးကတုံငနဲ့ရက်သွားပြီးတော့ဆက်တွေတဖြည်းဖြည်းထွက်နေတဲ့မျက်လုံးတွေနဲ့ဘိုးလူဘေးကိုလှမ်းကြည့်လိုက်တယ်ပြီးတော့ဘိုးလူဘေးရဲ့ဆက်တွေကိုပမာမခန့်ပုံစံနဲ့လှမ်းရိုက်ချလိုက်တာညာဘက်လက်မှာနှလုံးကြီးကိုကင်ထားပြီးတော့ဘယ်ဘက်လက်ကဘိုးလူဘေးရဲ့ဆက်ကိုကာကွယ်နေတာဗျကျုပ်တက်မှာနှလုံးကြီးကိုဆွဲထုတ်ထားတဲ့လူတယောက်အသက်ရှင်နေတာဒီတစ်ခါပဲတွေ့ဘူးလားဗျဘိုးလူဘေးရဲ့ဆက်တွေအပိုင်ပိုင်ပြတ်ထွက်သွားတယ်ဘိုးလူဘေးလည်းမျက်နှာကွက်ခနဲ့ပြတ်သွားရောဗျဟာကြိုက်ပြီဗျကဝေကြီးကသူ့အစင်ရင်အောင်မြင်အောင်ဆက်လုပ်ပြီးပေါ့ဗျာသူ့နှလုံးကြီးကိုသူ့ပါးစပ်နဲ့ကုန်းပြီးတော့တကိုက်ပြီးတော့ဝါးနေတယ်ဟောမျိုးချပြီဟာနောက်တစ်ကိုက်ပြန်ပြီဗျကိုးကိုက်မပြည့်ခင်ဖြတ်နိုင်မှာဖြစ်မှာဗျကိုးကိုက်ပြည့်သွားလို့ဦးတိတ်ပါနောက်တစ်ယောက်ဝါကနေပေါ်လာလို့ကတော့ဘိုးလူဘေးရောကျုပ်ရောလက်စတုံးခံရဖို့ပဲရှိတော့တာပေါ့ဗျာဘိုးလူဘေးကမန်နန်တွေရွတ်ပြီးပြုတ်ဟာဘိုးလူဘေးကကိုယ်ွယ်ထွက်လာပြီးပြုတ်တယောက်ဟာနောက်တစ်ယောက်စုစုပေါင်း9ယောက်ပြုတ်ကျုံနားလဲသွားပြီဗျစုံကိုမှော်ကိုကဝေကိုအစီရင်ကြီးကိုဖျက်ဖို့ဘိုးလူဘေးက9ယောက်ခွဲလိုက်တာဖြစ်မယ်ပြုတ်ဟောဘိုးလူဘေးက9ကိုစလုံးကစက်တွေကိုလွတ်ပြီးပြုတ်အိုးအယောင်က9ယောက်ဟာဦးလေးပါကြီးကိုယ်တွေကိုစက်တွေကဖောက်ဝင်သွားပြီလက်ထဲမှာစုပ်ထားတဲ့နှလုံးကိုစက်တွေနဲ့ပတ်ထားပြီဗျကျုပ်တေချာအောင်မှတ်ထားတာဗျဦးလေးပါကြီးကသူ့နှလုံးကိုပြန်စားတာ9ခိုက်ရှိသွားပြီစက်တွေပတ်နေတဲ့နှလုံးကိုဦးလေးပါမကိုက်တော့ဘူးဗျတကောလုံးကစက်တွေဖြာထွက်လာတယ်မောင်တာတီအင်းကိုပြစ်တော့ဟာကဝေကြီးရဲ့နောက်ကျော်တက်တက်ရဘိုးလူဘေးကအော်ပြောတာဗျဒီအတိုင်းဆိုရင်ဘိုးလူဘေးအစ်စ်ကအဲ့ဒါဖြစ်မယ်ဗျကျုပ်ဆိုတဲ့ကောင်ကလည်းအစင်သိမှာပဲဗျလက်ထဲမှာနှလုံးကြီးကင်ပြီးတော့စက်တွေဖြာထွက်နေတဲ့ကဝေကြီးဦးလေးပါစီကိုလက်ခနဲ့ပြေးဝင်ပြီးတော့ကျုပ်လက်ထဲကဘိုးလူဘေးပေးတဲ့အင်းနဲ့ပြစ်ချလိုက်တာဘုံဝင်းနဲ့ဆိုပြီးတော့ကျုပ်ဖြစ်လန့်ပြီးတော့နောက်ကတော့လန်ချလိုက်ရတယ်မီးလုံးကြီးကထားထောက်လိုက်တာဗျနဲတဲ့မီးတောက်ကြီးမှမဟုတ်တာအောင်မလေးပူတာလေတော်တော်ပူတာဗျမောင်တာတီဘိုးဘေးကိုသွားနေဒါငရဲမီးတောက်ွက်ဒီတော့မှကျုပ်တတိရသွားတာဗျဆရာကြီးဒေါက်တာမင်းအောင်တို့ဆရာနုံဖားတို့နဲ့ကဝေလိုက်ခဲ့တုန်းကတွေ့ခဲ့ဘူးတဲ့ငရဲမီးတောက်ကိုချက်ချင်းတတိရသွားတော့တာအင်မတန်မှအာကုတို့ကြီးတဲ့ကဝေကြီးတွေသိရင်ငရဲမီးတောက်တွေကအလိုလိုထားထောက်တာဗျဒါဆိုရင်စုံကိုမော်ကိုကဝေကိုအစီရင်ကြီးကပြတ်သွားပြီပေါ့ကဝေကြီးဦးတိတ်ပါလေတေးပြီလေကဝေကြီးတေလို့သာငရဲမီးတောက်ကြီးကထားထောက်တာပေါ့ဗျာဘိုးလူဘေးကငရဲမီးတောက်ကိုကွင်းလျှောက်ရင်နဲ့ကျုပ်စီကိုရောက်လာတယ်မီးတောက်ကြီးကလည်းတဖြည်းဖြည်းတေးပြီးတော့ငိမ့်သွားပြီကဝေကြီးကအလားမပြောနဲ့ပြာတော်တမုံမှမကြံခဲ့ဘူးငရဲမီးတောက်ဆိုတာအဲ့ဒီလောက်ကိုပြင်းတာဗျနောက်နေ့ထမင်းစားချိန်မှာဗမွေးကုန်းကိုပြန်ရောက်တယ်ဘိုးလူဘေးနဲ့ကျုံနဲ့ကြီးကလိုင်ကနေလှဲငားပြီးတော့ပြန်ခဲ့ကြတာလေဗျာ